တက္ကကြောင့်မှဤလှူဒန်းလိုက်တဲ့အကြောင်းတရားကြောင့်ဒီနေ့ဟောဥဒန်းမြင့်ဦးတို့ဒေါ်ချိုချိုဝင်းတို့လှူဒန်းရက်တောင်လှူဒန်းရတဲ့အကြောင်းတရားတွေကျွန်တော်တို့မြန်မာတွေအခုချိန်ထိရခဲ့တာခင်ဗျာဒါကြောင့်ဘုန်းကြီးအောင်ဂီတာအေးချင်းရအောင်ဖယားပေတော်မူတို့ပါရဲ့ကြောင်းဓမ္မသူပြုရတဲ့သုတ္တရာကြီးဂီတာတေးချင်းရအောင်ဖယားပေတော်မူတို့ပါရဲ့ကြောင်းအမသူပြုရတဲ့သုတ္တရာကြီးဘိုက်တော်ဘင်းတော်အမနဲ့ဒီကရှင်တော်တော်မလာအောင်လောကနာဤသဘူးစေရနာနုကေစေရနာနုကေစာပိခနေဝါထံဃာတေးတဲ့ယူမြတ်စွာဘုရားရှိဤတော်မူမယောမတေးဆောင်တော်သင်္ဃာယူလျှော့လိုက်ဖို့ပဲမိန်တော်မူလူပါမောတေးပါဘုရားဝါစာမပါပဲကျုပ်ကငါအခိုင်ဒီသဘောကြီးကြောင့်ဤမယူဝိလာရပြီဒီကျေးဇူးကိုတွေကြီးညောမှသာကတော့
တကယ်လားမိကြီးဩတရီဒီကလေးကပူပဲစကားရှောင်းရှားကမသွေမကောင်းမြတ်တာကောင်းရာညွန်းလေရှင်းနေပြီဝေအတကိုလေစီထိတ်လာခြင်းဝင်ငါတွေအသေးသေးပါလိကြီးမားသောမြတ်တာမျိုးလေးသာသမီစုတွေကိုလေဆိုရုံထုံးတာရှိခဲ့ပြီတို့ဖျားတော်မှာတို့တလုံးကြီးအနန္တဝိဝေကျေးဇူးရှင်မိဘနာမကိုသာတို့ကြောပါလိသူတော်စီတို့ဘောနမချင်းတွေချစ်ချင်းမြတ်တာအဓိကတာလို့နေကျေးဇူးရှင်မိဘပါရင်မောပါနာစကားအားလို့မကြာရတာကြာခဲ့ပြီချစ်တော်ပြီချစ်တော်ပြီတာတို့သမီးတို့လက်စရာအိမ်မမ